ဖိုးသူတော်တူသည်ကျွာတဲ့သို့ဆွမ်းခံလေတိုင်းတရားဟောလေရှိ၏ စွမ်းဆန်လောင်သောတကာတကမတို့အားသူတစ်ပါးအသက်ကိုတက်ကပါဏာတိပါဒကံထိုက်ကြောင်းသူတစ်ပါးမပေးသောဥစ္စာကိုယူပါကအဒီနာဌာနကံထိုက်ကြောင်းစသည်ဖြင့်၅ပါးသီလနှင့်တကွရေအကျိုး10ပါးပုံညကရိယာ10ပါးဒုစရိုက်10ပါးတို့ကိုမမောတန်ပြောဟောဆုံးမလေရှိလေသည် သူများအသက်သက်ချင်းဟာပါဏာတိပါတာ ထို့ကြောင့်ရထဲရွာတွေကလူတို့သည်ဖိုးသူတော်ကိုသူတော်စင်အဖြစ်ဖြင့်ယုံမှန်ရိုးကျိုးမျက်နှိုးကြမြဲဖြစ်သည်သို့တော်တစ်ခါတွင်ရွာသားတို့သည်အခြားတစ်ရွာသို့ကူးအပ်သွားရွာနှစ်ရွာကြားရီအိုင်ငယ်တစ်ခုတွင်ဖိုးသူတော်ငါးဖမ်းနေသည်တို့မြင်ကြရသည်ဖိုးသူတော်သည်ခါတောင်းမြောင်ကြိုက်လျက်ချက်တောင်းပြက်တောင်းတစ်လုံးနှင့်ထမ်းဖို့ကိုဂုံးပေါ်ထားပြီးအခြားချက်တစ်လုံးဖြင့်ငါးတက်နေသည်မှာတကိုယ်လုံးရွှွညွတ်များဖြင့်ပေးကြံနေလေသည်အနီးရောက်မှပင်ဖိုးသူတော်မှန်တီးနိုင်တော်သည် ဖြို့ဥတတော်ရွာသားများကိုတော့သူ့အသက်မသက်ကောင်းဘူးလေပါလိမ့်နဲ့ဥတတော်ကိုလိုက်တော့ဘာဖြစ်လို့ငါးဖမ်းနေရတာလဲဟုရွာသားတို့ကလက်ညှိုးထူမိကြသည် ဥသူတော်လည်းမျက်နှာပြက်ပြက်နေငါဟောတာကမင်းကိုထွက်တာဟောတာငါထွက်ဟောတာမဟုတ်ဘူးဟေ့ဟုပြန်ပြောလိုက်တည်း ငါဟောတာမင်းတို့အတွက်လေငါအတွက်မဟုတ်ဘူး